ခွတ်တောင်းလေးရဲတောင်းရင်တောင်းအားစာနေသွင်းဟဲ့အမောင်ကိုခွင်းအလင်းဆောင်မဲ့ခွတ်တောင်းလေးညံပြီးခွင်းပြီးခွင်းရမယ်တောင်းကားရဲ့ပြန်တန်းလေတော့ခွတ်တောင်းလေးရဲတောင်းရင်တောင်းအားစာနေသွင်းဟဲ့အမောင်ကိုခွင်းအလင်းဆောင်မဲ့ခွတ်တောင်းလေးညံပြီးခွင်းပြီးခွင်းရမယ်တောင်းကားရဲ့တွန်ကျူတဲ့တွေဘုထနဘဝေစိန်လာဆက်ဆက်ရောင်းရင်ဆက်ဆက်အောင်ဝဲစနိုင်သည်ပြည်သူချစ်တဲ့အမေညံပြီးအေးချမ်းစေငြိမ်ငြိမ်ရဲ့တွန်းလေးစဝေတောင်းဝေတွန်တဲ့ချူနိုင်ငံတော်ကြီးအေးချမ်းပါစေဆွေဝါတို့တိုင်းရင်သာအကျော်သားရင်တော့မခွဲကြပြည်သူဘက်တော်သာလဲနေလေအောင်မြေတော်ချမ်းအောင်ဝဲတို့ဒုက္ခတောင်းကြီးကစူတန်ကြတဲ့တောင်းကားရဲ့အတန်ညံပြီးခွင်းပြီးခွင်းရမယ်တောင်းကားရဲ့ကမ္ဘာလေးမှာကောင်းတဲ့ကြီးတဲ့ဒေါင်းမင်းသမီးဆိုတာကျွန်တော်တို့အတွက်တော့အဖိုးမပြတ်နိုင်တဲ့ယတနာတစ်ပါးပါပဲတို့ပြည်သူတွေမှန်တာကိုပြောကြဟုတ်တာကိုလုပ်ကြဆိုပြီးတတိတွေအသိဉာဏ်တွေမွေးပေးခဲ့တာလဲကျွန်တော်တို့ရဲ့မိခင်ဒေါင်းမင်းသမီးပါပဲအခုဆိုရင်အမေပေးတဲ့တတိတွေနဲ့အကြောင်းမျိုးအရရကအမေသားသမီးဒေါင်းမျိုးဆက်တွေအတူလက်တွဲတိုက်ပွဲဝင်ရင်အမေလာမယ်လမ်းကိုမျှော်နေပါပြီအမေချမ်းပါပါစေအမေတတ်တော်ရာတော်ရှေ့ပါစေအမေရဲ့ဆန္ဒတိုင်းအမေမျက်လုံးမမိတ်ခင်မြန်မာနိုင်ငံကြီးငြိမ်းချမ်းရတာကိုမြင်ကုန်မြင်စေရမယ်အမေကောင်းခင်ရမထဲဝါမပြန်တန်းလေတော့ခွတ်တောင်းလေးရဲတောင်းရင်တောင်းအားစာနေသွင်းဟဲ့အမောင်ကိုခွင်းအလင်းဆောင်မဲ့ခွတ်တောင်းလေးညံပြီးခွင်းပြီးခွင်းရမယ်တောင်းကားရဲ့တွန်ကျူတဲ့တွေဘုထနဘဝေစိန်လာဆက်ဆက်ရောင်းရင်ဆက်ဆက်အောင်ဝဲစနိုင်သည်ပြည်သူချစ်တဲ့အမေညံပြီးအေးချမ်းစေငြိမ်ငြိမ်ရဲ့တွန်းလေးစဝေတောင်းဝေတွန်တဲ့ချူနိုင်ငံတော်ကြီးအေးချမ်းပါစေဆွေဝါတို့တိုင်းရင်သာအကျော်သားရင်တော့မခွဲကြပြည်သူဘက်တော်သာလဲနေလေအောင်မြေတော်ချမ်းအောင်ဝဲတို့ဒုက္ခတောင်းကြီးကစူတန်ကြတဲ့တောင်းကားရဲ့အတန်